ဇယက်မှာခေါင်းစဉ်ဒါအဓိပ္ပာယ်လည်းမသိဘူးအဲ့လိုပဲအချစ်အကြောင်းနဲ့ပတ်သက်တယ်ဟိုနော်ဟိုအချစ်လောဘကြီးတဲ့မိန်းမတယောက်အဲ့လိုအကြောင်းရေးရတာဆရာတီးဆရာဆိုင်စင်တော့ကိုဘုံပြကြည့်ရလေအချစ်နဲ့ပတ်သက်ပြီးတော်တော်ခံစားရရှိပုံရတယ်အဲ့လိုလည်းပေါ့ပေါ့ချင်းအားလုံးဒီအချစ်ချင်းအကြောင်းတွေပဲများတော့အဲ့ဒါကြောင့်နော်အခုလည်းနားထောင်ကြည့်ရအောင်လေโอเคပါအချစ်နဲ့ပတ်သက်ပြီးဘယ်လိုပညာပေးဦးမလဲပေါ့โอเคโอเคမရှိဘူးပါလောကကြီးမှာမလိမ္မာရာခွင့်လို့ပါတယ်ကွာစတောင်းနိုင်မပြေတာမှန်းလေအခါတော့မတခါလေးတော့ကြည်တာမရဲ့ဒီတန်ရာဒီချစ်မျိုးနဲ့ကွယ်ဒီတဲ့ချိန်နောက်ဆုံးမင်းတွေ့ကွယ်there's a yeah male yeah yenare me yeah chini re ayong myo song pyaung lo twe tayong the ne tat long apo phit ne yin kwe aya men myen ngwen le ga yeah me myo yeah o cha lo yeah ale anai show